တမယာတီးတော့ကြောင့်အောင်မြင်လာပြီးနောက်ပိုင်းတွင်မှနှစ်ထပ်တိုက်ကြီးကိုဆောက်လုပ်ပြီးကြတဲ့ဖတ်တီမာမအီဝင်းစင်စင်နဲ့ရိုးရှင်တွေထဲမှာတုံနေခံစားပြီးတဲ့အခါကျန်းသာကျဝသွားကြပါရီတမယာတီးတော့ရောင်နဲ့ဖတ်တီမာက2025ခုနှစ်ချိန်မှာတင်သူ့အတွက်အပြောင်းလဲဖြစ်သွားပြီးခုဆိုရင်တော့နှစ်ထပ်တိုက်ကြီးကိုဆောက်လုပ်ပြီးသွားပြီပါပြီသူရဲ့အိမ်ကတော့စုစုပေါင်း300ကျော်ကုန်ကြတဲ့အိမ်ဖြစ်ပြီးလလပပတိဆောက်ထားခဲ့တာပါချန်နီယာကကျင်းမြောင်းပေမဲ့လည်းတတရရဲ့ဆောက်ထားတဲ့နှစ်ထပ်တိုက်ကြီးကမကြခင်မှာပြီးစီတော့မှာပါအိမ်တွင်းကိုလည်းတိကျပြင်ဆင်ထားပြီးဖတ်တီမာကကိုပိုင်အလီမှာနေထိုင်တော့မှာပါကျုံဝဝယ်တာအပြင်အိမ်ဆောက်တာတွေပေါင်းလိုက်ရင်တော့ဖတ်တီမာကသိန်းထောင်ချီကုန်ကြပြီးလောက်ပိုင်းအတွင်းမှာတည်တဲ့တွေကမဆာလိုက်တဲ့အလားချန်သာသွားခဲ့ပါတယ်2025ခုနှစ်ဇန်နဝါရီလထိဖတ်တီမာကဥပိန်တရာမှာတက်မြာသည့်တုပ်တွေကိုရောင်းချနေခဲ့ပြီးအကျွေးရလည်းရှိခဲ့ပါတယ်အကျွေးရပတ်လည်ဝိုင်းနေတဲ့အပြင်အိမ်ငါးပြီးနေခဲ့ရပါတယ်အကျွေးရှင်တွေကဘယ်တော့ရောက်လာမလဲဆိုပြီးတွေးပူခဲ့ရပြီးအိမ်လည်းမကြခဏပြောင်းပါတယ်စူမီဆောင်မီဖြစ်လာတာကြောင့်ချန်ဝိုင်းလေးကိုဝယ်ထားလိုက်ပြီးလက်ရှိအိမ်ငါးနေရတဲ့နေရာရဲ့ဖေနာကအမြေကွက်လေးကိုပဲဝယ်လိုက်တာဖြစ်ပါတယ်18ပေ40တာရှိတဲ့မြေကွက်လေးမှာအိမ်လေးကိုတီးဆောက်လိုက်ပါတယ်ဈေးအောင်ရတာကိုဝတ္တနာပါလို့အအောင်ထက်ကိုတော့ကြဲကြဲပြပြန့်ထားပြီးလလပပတီးဆောက်ထားတာပါအင်အားစေးတော့ဖို့ပဲကြံပြီးလပိုင်းအတွင်းမှာပြီးစီတော့မယ်အိမ်လေးဖြစ်ပါတယ်ကျမ်းဝိုင်းလေးကကျင်းမိမဲ့လေကိုပိုင်မြေကွက်လေးရခဲ့တာကြောင့်ဖတ်တီမာတော့ဝန်သားနေကတနေ့အတွင်းမှာခြားတရလို့ပြောင်းလဲသွားခဲ့ပါတယ်ဖတ်တီမာကလွန်ခဲ့တဲ့နှစ်ကအထိသရားပေါ်မှာတမယာတီးတုပ်ကိုရောက်ခဲ့ပြီးတဲ့နောက်တနေ့ကြာမှအိမ်ပိုင်လေးကိုရလာမယ်လို့တော့မတင်ထားခဲ့ပါဘူးကန်ထန်လာတာကိုမမြင်ရလို့ဖတ်တီမာကခံကောင်းတာလဲပါဝင်တယ်လို့သူကရိုင်းလဲစီးပွားရေးအမြင်ရှင်လို့လှလင်းမြမြတိုးတက်သွားခဲ့တာပါတမယာတီးတုပ်ကအကျိုးပြီးလို့အခုတော့အကျွေးရလဲကျေသွားရဲ့ပြင်အင်ကြီးလဲဆောက်ပြီးသွားပါပြီဖတ်တီမာကဘာရောင်ရောင်ရောင်အကောင်းနေကြတဲ့အထိဈေးရောင်းတဲ့နေရာမှာကန်ကောင်းတဲ့တူဖြစ်ပြီးသူရောင်းတဲ့ပစ္စည်းတွေကကုန်ကျန်းဝယ်များအောင်လူဝယ်ရလေးရှိပါတယ်တမယာတီးတော့ရောင်းတဲ့အချိန်မှလေအောင်မြင်ခဲ့သလိုခုချိန်မှလေငါးရီခွန်ကျော်ရီအာလူးကျော်ရီနဲ့အခြားစားစရာတွေကိုရောင်းနေပြန်ပါတယ်ဖတ်တီမာကအရင်ကတော့သူတငယ်ချင်းနဲ့နှစ်ယောက်သားရောင်းခဲ့ရပေမဲ့အခုတော့ဝန်ထမ်းတွေကိုလည်းငါထားပြီးအောင်မြင်တဲ့စားတောက်ကုန်လုပ်ငန်းဖြစ်လာပါတော့သတင်းကြုံမှလည်းဝန်ထမ်းတွေကို30မိုးပို့ပေးတဲ့အပြင်လုပ်ငန်းတွေကအဆင်ပြေလာပါတယ်ရွှေကိုလည်းတီးအောင်ဝတ်လာနိုင်ပြီးဝရီကိုလည်းမကြခဏတက်နေရပါတော့ဖတ်တီမာကိုဆယ်လီတယောက်ပြင်အတိမတ်ပြုလာကြပြီးဆိုင်ပွင့်ဝဲတွေအလူဝဲတွေမှာတကူတကားဖြစ်ကြပါတယ်ဖတ်တီမာကအခုဆိုရင်တော့မိတ်ကပ်ကိုတေချာပြင်ဆင်ပြီးဒီဇိုင်နာချုပ်ဝတ်စုံတွေနဲ့ပွဲတက်တဲ့တတိမကြီးဖြစ်သွားပါပြီဈေးတောင်းကိုကောင်းရွက်ပြီးရောင်းရတဲ့ဘဝကနေတောင်းငယ်လေးကြောင့်ဖတ်တီမာကလွန်ခဲ့တဲ့နှစ်ကနေမတူပဲအဆင်ပြေသွားတာပါ။သူမရဲ့ခင်မိုးလေးမြန်မာနိုင်ငံကိုပြောင်းလာပြီးစီးပွားရေးကိုအတူတူလုပ်ကိုင်နေပြီးသူရဲ့လုပ်ငန်းကတော့တရက်ကိုရောင်းအားရာခိုင်နှုန်းနီးပါးရှိပါတယ်။ရိုးသားစူးစမ်းမှုကြောင့်တနည်းအတွင်းမှာမထင်ထားလောက်အောင်ပြောင်းလဲသွားတဲ့ဖတ်တီမာအတွက်ဝန်တာသူလည်းရှိသလိုတချို့တွေကလည်းသဘောမကျကြပါဘူး။တနည်းအတွင်းမှာတမယာတီးတုံးနဲ့ငါးရီကွန်ကျော်ရောင်းပြီးကိုပိုင်နှစ်ထပ်တိုက်ကိုပိုင်ဆိုင်သွားတဲ့ဖတ်တီမာကိုအားချနေပြီလားဆိုတာကိုမမပြောပြီးခဲ့ပါအောင်နော်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပြီးတော့တဲ့အကြောင်းလေးကတော့ဒီလောက်ပါလိမ့်ရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာအကြောင်းတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ဘရီတနာမလို့တန်သိရှိနိုင်ဖို့အတွက်ဖိနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတက်လည်းကျေးဇူးအများကြီးတင်ပါတယ်